Hello，大家好，我叫芝芝，我们一起学习今天的 pattern。ဒီနေ့ pattern တစ်ခုကိုလေ့လာမယ်ပေါ့နော် pattern ကဘာလဲဆိုတော့ subject ရယ် noun ရယ် verb ရယ် object ရယ်ဒီ pattern ရဲ့အဓိပ္ပာယ်ကဘာလဲဆိုတော့အနာဂတ်မှာလုပ်မယ်စိတ်ကလည်းဆုံးဖြတ်ထားပြီးပြီမလုပ်ရသေးဘူးเนาะအနာဂတ်မှာလုပ်မယ်လို့စိတ်ကလည်းဆုံးဖြတ်ထားပြီးပြီဆိုရင်ဒီ pattern လေးနဲ့တို့တွေစကားတွေအများကြီး daily စကားတွေလည်းပြောလို့ရတယ်စာကြောင်းတွေကိုလည်းရေးလို့ရတယ်အဲ့ဒါဆိုတော့တို့ရဲ့အတူတူလေ့လာရအောင်မနေ့ကတို့တွေလေ့လာခဲ့တဲ့ verb 3လုံးကိုဒီ pattern မှာစာသွင်းပြီးတော့တို့တွေစာကြောင်းတွေဖတ်တိလိုက်ကြရအောင်အဲ့ဆိုရင်我要吃饺子我要吃饺子我要吃饺子ငါဖတ်ထုတ်စားမယ်我要去超市我要去超市我要去超市ငါစူပါမားကတ်သွားမယ်我要看电视我要看电视我要看电视ငါ TV ကြည့်မယ်Okay ဒီနေ့တူတူလေ့လာခဲ့တဲ့ pattern တစ်ခုကအားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်明天再见